Hello အားလုံးပဲမင်္ဂလာပါ Mystical Share တို့ဒါတော့ပိုင်း Fairy Mira ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ Mira က Mira ရဲ့ followers လေးတွေကိုပေါ့နော်မလုပ်ပေးတာကြလို့ January ဒီနေ့တခုလာပြီးတော့လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့အခုဒီကစုံလာပြီးနေ့နောက်ပိုင်းမှာပေါ့နော်ဒီ Mira ရဲ့ followers လေးတွေရဲ့နောက်ပြီးလို့ရှိရင်ဒီ video မြင်လိုက်တဲ့သူတွေအတွက်ပေါ့နော်ကိုကငွေဝင်လန်းနေကိုယ့်ရဲ့ငွေဝင်လန်းနေအလောက်ကန်ကျမတွေကိုစောင့်ဆိုင်နေခဲ့ရဆိုရင်ကိုယ့်ရဲ့ဒီစောင့်ရကျူနဲ့တော့မဲ့ငွေဝင်လန်းနဲ့အလောက်ကန်ကျမဆိုရက်ခေါင်းစဉ်လေးနဲ့ပေါ့နော်မီရာက January ဒီလေးဖတ်ပေးထားပါတယ်အဲ့တော့ဒီမှာမီရာမြင်ရတဲ့လက်ရှိပေါ့နော်ဒီ current energy လေးကိုတစ်ချက်အရင်ဆုံးပြောပြပါမယ်အဲ့တော့ဒီလက်ရှိ current energy မှာပေါ့နော်လက်တလုံးမှာဆိုလို့ရှိရင်မီရာမြင်ရတာလေမီရာရဲ့ followers လေးတွေကကိုယ့်ရဲ့အလုပ်ထဲမှာတာဝန်တွေအရင်ပီနေတာဒါမှမဟုတ်ရှင်စူးစမ်းသလောက်ပေါ့နော်ရလက်တွေကနှေးကွေ့နေတဲ့အတွက်ကြောင့်မလို့စိတ်တက်ကြနေရဆိုရယ်စွမ်းရည်တွေကိုမြင်ရတယ်ဆိုတော့ပြောမယ်ဆိုတော့ကဒီလားငွေရတော့ဝင်တယ်ဒါပေမဲ့လက်ထဲမှာမမြဲဘူးဆိုရယ်ခံစားချက်မျိုးခံစားနေရတဲ့ကာလလို့မြင်နေပေါ့နော်ဆိုတော့ဒီမှာလေးဒီကိုယ့်ရဲ့ပြောင်းလဲလာမယ်ကံကြမ္မာเนาะမကြခင်ပြောင်းလဲလာမယ်ကံကြမ္မာကိုအခုမိရာကမိရိုက် followers လေးအတွက်ကံကြမ္မာဖတ်ပေးသွားမယ်ပေါ့နော်ဆိုတော့ဒီမှာလေးပြောင်းလဲလာတဲ့ကံကြမ္မာအဲ့တော့မကြခင်မှာပေါ့နော်ဒီမီရာရဲ့အခုဗီဒီယိုကြည့်နေတဲ့ followers လေးတွေနဲ့ဒီဗီဒီယိုမြင်တဲ့သူတွေအတွက်ပေါ့နော်ကံကြမ္မာကလေလို့ခေါ်မယ် the wheel of fortune ပေါ့နော်အဲ့လိုမျိုးကံကြမ္မာတစ်ပတ်လည်လာရဲဆိုရက်စွမ်းရည်မျိုးကိုဒီမှာမီရာမြင်နေရတယ်အထူးသဖြင့်ပေါ့နော်အလုတ်ဟောင်းနေအလုတ်ဟောင်းနေကိုကပြစ်ထားခဲ့တဲ့အလုတ်တွေကနေပြီးတော့ရစရာရှိတဲ့ငွေကြေးတွေပြန်ရတာမျိုးဒါမှမဟုတ်ရှင်တစ်ချိန်မှာကိုစိုက်ပျိုးခဲ့တဲ့စူးစမ်းမှုတွေကနေအသီးပွင့်တွေပြန်စားရတော့မယ်ဆိုရက်အချိန်မျိုးပေါ့နော်အဲ့လိုမျိုးဒီမှာမီရာမြင်နေဆိုတော့ဒီမှာသတင်းကောင်းအနေနဲ့ပေါ့နော် good news အနေနဲ့ဗာလေးပြောချင်တာလဲဆိုတော့ကို့အတွက်ပြီးရဲ့အခါကျတော့ဝင်ငွေလမ်းကြောင်းတစ်တွေပေါ်လာလိမ့်မယ်ပေါ့နော်ဥပမာကိုမထင်ထားတဲ့နေရာနေငွေဝင်ဖို့အခွင့်အလမ်းတွေပေါ်လာလိမ့်မယ်ဥပမာကိုယ့်ရဲ့ site job ပေါ့နော်တခြားဘေးဘန်းကနေကိုလှုပ်ထားတဲ့ဟာတွေဒါမှမဟုတ်ရှင်လို့ရှိရင်အပိုစုကြီးပေါ့နော်အဲ့လိုမျိုးတွေရလာလိမ့်မယ်နောက်တစ်ခါကျတော့အတိမတ်ပြုတ်ခံရတာမျိုးနော်ကိုယ့်ရဲ့အလုပ်ထဲမှာဒီအလုပ်ကလူကြီးသူမတွေကိုမျက်စိကြတာခံရပြီးတော့နေရာခေါင်းတွေရတာမျိုးအလုပ်သစ်တွေကမ်းလှမ်းခံရတာမျိုးလေးတွေကိုရလာနိုင်တယ်လို့မီရာကမြင်ရပါတယ်ပေါ့နော်အဲ့တော့ဒီမှာလေသတိပြုဖို့အချက်လေးတော့မိတာပြောချင်တယ် advice အနေနဲ့ပေါ့နော်အကြံပေးချင်တာလေကိုရှိကိုဒီအချိန်ကာလမှာငွေဝင်လာတဲ့အခါမှာကို့အနေနဲ့လေချက်ချင်းပြန်ပြီးတော့မတုံးပြလိုက်နဲ့ပေါ့နော်ဥမာတေးချာလေးစီမံခန့်ခွဲဖို့လိုတယ်ဥမာတချို့ဆိုရှိရလေအခုလက်ရှိပတ်စံဝင်လာတယ်ပေါ့နော်ဝင်လာတဲ့ပတ်စံကိုတစ်ခုဝယ်စရာရှိရဆိုပြီးတော့နောက်တစ်ခုထပ်ရအောင်ပါပဲဆိုချက်ချင်းသုံးပလိုက်တာမျိုးအဲ့လိုမျိုးတော့မလုပ်ဘဲနဲ့ကိုကတေးချာလေးဒီငွေကြေးကိုစီမံခန့်ခွဲဖို့လိုတယ်ပေါ့နော်အဲ့တခုလေးတော့မိတာကအကြံပြုချင်တယ်ဆိုတော့အခုဒီဗီဒီယိုကြည့်တဲ့သူတွေတိုင်းအတွက်ကံပွင့်စေဖို့အတွက်နော်လက်ပွင့်စေဖို့ကံပွင့်စေဖို့အတွက်ကိုမိတာကအဝါရောင်ဒါမှမဟုတ်လို့ရှိရင်ရွှေရောင်ပါတဲ့အဆောင်ရောင်လေးတွေဆောင်ထားပေးပါเนาะကိုယ်ပတ်ဆိုင်အဝါရောင်လေးကင်တာဖြစ်ဖြစ်အဲ့တော့ပတ်ဆိုင်အဝါရောင်ကတော့လေမီရာတွေမဟုတ်เนาะကျန်တဲ့ဗီဒီဟောတဲ့သူတွေအကုန်လုံး tarot ဆရာတွေလည်းပြောလိုက်မယ်အဝါရောင်ကအရန်ကိုငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေဝင်စေတဲ့ခါလာဖြစ်တယ်ပေါ့နော်အဲ့တော့အဝါရောင်ပတ်စံအိတ်ကိုစောင့်နှမ်းမယ်ဆိုလို့ရှိရင်ကိုယ့်အတွက်ကိုယ့်ရဲ့ဝင်လာသမျှငွေကြေးတွေကမြဲတယ်စုမိတယ်ဆိုတော့အကြောင်းအရာတွေလည်းဟောချက်တွေလည်းရှိကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးစောင့်ထားမယ်ရွှေရောင်ပါတဲ့အဆောင်အရာလေးတွေစောင့်ထားပေးပါโอเคဆိုတော့ဒီသူ့ရဲ့ general ဟောချက်တွေကတော့ဒီလောက်ပါပဲမီရာမြေလောက်ကတော့အခုကန်နေပွင့်လာရမယ်ပေါ့နော်ငွေကန်ပွင့်လာတော့မှဖြစ်တဲ့အတွက်ပို့ပြီးတော့ကန်ကောင်းအောင်လို့ခုနပြောလိုမျိုးအဝါရောင်လေးတွေစောင့်ထားမယ်ရွှေရောင်လေးတွေဆောင်ထားမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ငွေကန်ပွင့်လာပါလိမ့်မယ်ဆိုတော့လေမီရာတို့အနေနဲ့ပို့ပြီးတော့လက်ပွင့်ကန်ပွင့်ဖြစ်အောင်လို့ငွေကြေးတွေဆွဲဆောင်ယူအတွက်ဒီဗီဒီယိုရဲ့အဆုံးမှာငွေကြေးစွမ်းရည်တွေကိုဆွဲယူနိုင်ဖို့အတွက်888ပေါ့နော်83လုံးကိုမှန်းငယ်ပေးပါမှန်းငယ်ပေးပေါ့နော်ဘာလို့ဆိုနံပါတ်8ဒီငွေကြေးနဲ့အောင်မြင်မှုကိုကိုစားပြရတဲ့ဖြစ်ပါတယ်ဆိုတော့မီရာရဲ့ channel ဟောချက်လေးကတော့ဒီလောက်ပါပဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနေတဲ့သူဖြစ်ကြပါစေမီရာအကောင့်လေးကိုလည်း follow လုပ်ခဲ့ပေးကြပါအောင်နော်ကျေးဇူးတင်ပါတယ် bye bye